အခုဆိုရင်တော့ပဲတီလေးစကြော်ပြမှာဖြစ်ပါတယ်ပဲတီလေးတွေကိုရေနဲ့ပြောင်းနေအောင်နှစ်ထပ်သုံးထပ်ဆေးရမှာပဲနှစ်ထပ်သုံးထပ်ပြောင်းပြီးဆိုဒါမှပဲတီလေးတွေကိုရေနဲ့တခြားလေးလှုပ်ပြီးတော့တခြားဆေးရမှာဖြစ်ပါမယ်ပြီးရင်တော့ရှောင်းနေတဲ့ပန်းလေးတွေကိုထည့်ပါမယ်ပြီးရင်ချက်သွန်ဖြူလေးထောင်းပါမယ်ချက်သွန်ဖြူလေးတခြားညံ့ညောင်းထောင်းပြီးဆိုရင်တော့ကျွန်တော်တို့ကပ်ဖွင့်ပါမယ်ကပ်ကိုပုံမှာဒီကျွန်တော်ရိုးတဲ့ပဲတုံးပါတယ်ပေါ့နော်ရိုးတဲ့ပုံမှာကျွန်တော်တီရှူလေးနဲ့တုံးမှာပေါ့ပြီးရင်ကျွန်တော်စီထည့်မယ်ပေါ့တဲကိုလေးချောင်းလာပြီးဆိုစီထည့်မယ်စီထည့်ပြီးစနုံမို့လေးထည့်ပါမယ်စီထည့်ပြီးရင်တော့ထောင်းထားတဲ့ချက်သွန်ဖြူလေးတွေကိုထည့်မယ်ပေါ့နော်ထည့်ပြီးတော့ကြော်မယ်ကျွန်တော်တို့ကြော်မယ်ချက်သွန်ဖြူလေးတွေနွမ်းလာတဲ့ဒီကျွန်တော်ကြော်ရမှာဖြစ်ပါတယ်မနွမ်းမနဲ့ထည့်မယ်ဆိုရင်တော့ကျွန်တော်တို့အနံ့မမွေးပါဘူးအနံ့လေးမွေးအောင်လို့ပြီးရင်တော့ကျွန်တော်တို့ပဲတီလေးစားထည့်မယ်ပေါ့နော်ပဲတီလေးတွေထည့်ပြီးဆိုကျွန်တော်တို့တေချာလေးမွေးရပါမယ်ရေလုံးဝမထည့်ရပါဘူးနော်ရေထည့်ပဲတီရပြုတ်ပြဲပဲစားမကောင်းပါဘူးပြီးရင်အုပ်ဆောင်လေးနဲ့အုပ်ထားပါမယ်အုပ်ထားပြီးရင်လည်းနွမ်းလာပြီဆိုရင်တစ်ခါကြော်ပေးမှဖြစ်ပါတယ်ရေမထည့်ရပါဘူးနော်ပြီးရင်တစ်ခါပြန်အုပ်ပါမယ်ပြီးဆိုရင်တော့ကျွန်တော်တို့အရမ်းသားတွေချက်သားမုတ်ထည့်ပါမယ်ချက်သားမုတ်လေးကိုတေချာလေးထည့်မယ်ပေါ့နော်ပြီးရင်စားတို့အရှုံမုတ်တို့ကျွန်တော်တို့ထည့်ပါမယ်ထည့်ပြီးဆိုရင်ကျွန်တော်တို့ဒီဟာလေးကိုပြန်ပြီးတော့နှံ့အောင်မှွေပြီးတော့ကျွန်တော်ပြန်အုပ်ပါမယ်နှံ့အောင်မှွေပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့တေချာလေးဝေပြီးနှံ့ပြီးဆိုကျွန်တော်တို့ပြန်ပြီးတော့မီးလေးနဲ့ပြန်အုပ်ထားမှာပေါ့အရသာလေးတွေစိတ်ဝင်သွားအောင်ပေါ့နော်ပြီးတော့ကျုပ်လေးပေါက်ထဲမှာဖြစ်ပါတယ်ကျုပ်လေးပေါက်ထဲမယ်ကျုပ်လေးလုံးပေါက်ထဲပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကျုပ်လေးတို့ဒီတိုင်းထည့်ရတဲ့အကြောင်းရင်းအဖြူရောင်လေးနဲ့အဝါရောင်လေးနဲ့စားခြင်းလို့ဖြစ်ပါတယ်မွေပြီးတော့လည်းထည့်လို့ရတယ်ပေါ့နော်ကျုပ်ခလောက်ပြီးမွေပြီးထည့်မယ်ဆိုရင်တော့ဒါတစ်မျိုးထွက်မှာပေါ့အဲကြောင့်အဖြူရောင်လေးရဲ့အဝါရောင်လေးရဲ့စားခြင်းလို့အဲ့လိုမျိုးလေးကြော်တာဖြစ်ပါတယ်အရောင်လေးလည်းလှခြင်းလို့ပေါ့နော်အဲကြော်ယူလာပြီဆိုရင်ရလာပြီဆိုတေချာလေးနောက်ကြော်ပေးရမှာဖြစ်ပါတယ်ကျုပ်မချက်ဖြစ်မယ်ဆိုရင်ကျုပ်နဲ့ရပါမယ်ကျုပ်နဲ့မရအောင်တေချာလေးကြော်ပေးရမှာဖြစ်ပါတယ်အချိန်ကြာလေးကြော်ယူပြီးဆိုရင်ကျွန်တော်တို့ပကံလေးတွေကိုထည့်ပါမယ်အရင်စားကောင်းတဲ့ကျုပ်လေးနဲ့ပဲတီလေးကိုတေချာလေးကြော်ရတာဖြစ်ပါတယ်အရင်စားကောင်းပါတယ်လှုပ်ကြည့်လို့ရပါတယ်လူ